ကြောင်လေးနည်းနည်းလေးဆက်ပြောပါအောင်မယ်နည်းနည်းလေးပဲဆက်ပြောလိုက်ပါမယ်အဲ့တော့ဒါဆိုရင်ပြောမယ်ပေါ့ဆိုကြစို့သူကယောဂဝေဒနာခံစားရတဲ့ဟာမျိုးတွေမှာလည်းပဲသုံးတယ်ထားပါတော့ I have a headache အဲ့တော့ headache ဆိုတဲ့သဘောဒီheadache တန်တော့ကနော် I ဒီမှာ have အစာဘာသုံးလို့ရလဲဆိုရင် I've got a headache ဒါဆိုလို့ရှိရင်ဘာဖြစ်နေရလဲဆိုရင်ခေါင်းကိုက်တယ်ဘိုင်းနာတယ်ကိုကြိုက်တာသုံးလို့ရတယ်နော် have got သုံးလို့ရတယ်လို့ have လည်းသုံးလို့ရတယ် ဒါမှမဟုတ် I have a headache အသေးစိတ်တော့မပြောတော့ဘူးเนาะဒီတဲ့ခွဲပြောအများကြီးရှိပါတယ် I've got a headache ဒါဆိုလို့ရှိရင်ဘိုင်းနာတယ်ခေါင်းကိုက်တယ်ယောဂဝေဒနာအခြားယောဂဝေဒနာတွေအများကြီးကိုယောဂဝေဒနာတွေမှာလည်းသုံးလို့ရတယ်ယောဂဝေဒနာတွေမှာလည်းပဲသုံးကျင်တယ်ဆိုလို့ရှိရင် have နဲ့သုံးလို့ရတယ်လို့ have got နဲ့လည်း have got နဲ့လည်းသုံးလို့ရပါတယ်ဒါတစ်ချက်ဒါဆိုလို့ရှိရင်ဒါယောဂဝေဒနာတွေမှာကျန်တဲ့ယောဂဝေဒနာတွေတော့နာမည်လိုက်တက်မရှာပေးတော့ဘူးလေဒါယောဂဝေဒနာတွေမှာဒီ have သို့မဟုတ် have got နဲ့ got နဲ့အသုံးမယ်ဆိုရင်သုံးလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောပြတာဖြစ်တယ်နောက်တစ်ခုကတွဲလုံးလေးတွေမှာသုံးတယ်ကျွန်တော်တို့တွဲလုံးလေးတွေမှာသုံးတယ်ဆိုဥပမာဆိုကြစို့ထားပါတော့ have a chat ဆိုတဲ့သဘောဒီဒါအလာဘာတလာဘာပြောတယ်နောက်တစ်ခါ have a shower ဒါဆိုလို့ရှိရင်ရေပန်းနဲ့ရေချိုးတယ်နောက်တစ်ခါဘာရှိမလဲ have a look ဒါဆိုလို့ရှိရင် have a look ဆိုလို့ရှိရင်ဒါကြည့်တယ်ဒါကြည့်ပါအောင်ဆို have a look ကြည့်ပါအောင် have a walk ဒီပုံစံမျိုးတွေအများကြီးရှိသုံးလို့ရပါတယ်ဒီပုံစံသုံးမယ်ဆိုရင်လည်းဒီ have ကိုသုံးတာရှိတယ်အဲ့လိုတွဲလုံးပုံစံလေးတွေနဲ့ဒါအသုံးများတာလည်းပဲကျွန်မပြောတာဖြစ်တယ်နော်နောက်တစ်ခုကကျွန်မဒီဟိုပေါ့အခုကရိယာအနေနဲ့နည်းလေးဆက်သွားလိုက်ပါမယ်ရှင်အခုကရိယာအနေနဲ့သုံးတဲ့ပုံစံလေးသုံးပြမယ်ပေါ့နော်ဒါကတော့ main verb အနေနဲ့သုံးတာပေါ့ main verb အနေနဲ့ဆိုတာကဒီဝက်ကြမှာဒီစကလုံးပါမကိုဖြစ်တာပေါ့ဒီစကလုံးကပဲလှုပ်ဆောင်ပေးတယ်ထားပါတော့ I have a car ဆိုရင်ငါမှာကားရှိတယ်ငါမှာကားရှိတယ်ဆိုတဲ့သဘောဒီအဲ့တော့ဒီ have ဒီဝက်ကြတစ်ခုလုံးကိုဒါ तू ကပဲထိန်းသွားတာဖြစ်တယ် तू မပိုင်လုံးမဖြစ်ဘူးပေါ့ဒါကြောင့်မလို့ तू ကိုခုပြောသွားတဲ့အပေါ်ကကဏ္ဍတွေအကုန်လုံးကကြတော့ main verb နေနဲ့သုံးသွားတာဖြစ်တယ်နော်question tag တွေဘာတွေမှာလည်းသုံးတာတကယ်လို့အချိန်ရအောင်တော့နောက်ကနည်းနည်းဆက်ပြောပါမယ်နည်းနည်းလေးဆက်ပြောချင်တာတခုကတော့အခုကရိယာအနေနဲ့ပြောတဲ့ပုံစံလေးနဲ့နည်းငယ်လေးပြောပါမယ်အခုကရိယာအနေနဲ့ပြောမဲ့ပုံစံလေးဆိုရင်ဥပမာပေါ့ဆိုကြစို့ထားပါတော့ငါကဒီနမူနာလေးပေါ့နော်လွယ်လွယ်ကူကူအသုံးများတဲ့ဟာလေးပြောမယ်ပေါ့ငါပကံကိုရောက်ဖူးတယ်ဆိုလို့ရှိလို့ရှင် I've been to ပကံဒါဆိုလို့ရှိရင်ပြောချင်တဲ့သဘောဒီငါပကံကိုရောက်ဖူးတယ်လို့ပြောတာဖြစ်တယ်ငါပကံကိုရောက်ဖူးတယ်သိစေချင်တာပေါ့လေ I've been ဒီမှာbe ရလာတဲ့စကားလုံး be မှာဆိုရင်ထပ်ခွဲမယ်ဆိုရင် is are was were ဒါပုံစံနေရှိသေးရဲ့အပြီးမှ been ဒီပုံစံရှိတာအဲ့ရလာတဲ့စကားလုံးပေါ့နော်ထပ်ခွဲစိတ်ညစ်တော့မှလည်းဆိုရသေးရဲ့သိစေချင်တာဒီ I've been ဆိုရင်ရောက်ဖူးတယ် I've been to ပကံကိုရောက်ဖူးတယ်ဒီပုံစံသုံးတာပေါ့နော်ဒါဖူးတဲ့အနေနဲ့သုံးတာငါမန္တလေးကိုရောက်ဖူးတယ်ဆိုလို့ရှိရင်လည်းပဲဒါတော့ချုံပြောလို့ရတယ် I've been to မန္တလေးဒါဆိုရင်မန္တလေးကိုရောက်ဖူးတယ်ပကံကိုရောက်ဖူးတယ်ဒါကနောက်ကနောင်ဆိုရင်တော့ to လေးနဲ့သုံးတယ်အဲ့တော့ဂျပန်ကိုရောက်ဖူးတယ်ဆိုရင် I've been to Japan ထားပါတော့စင်ကာပူရောက်ဖူးတယ်ဆိုရင် I've been to Singapore ဒါဆိုရင်စင်ကာပူရောက်ဖူးတယ်နိုင်ငံခြားကိုရောက်ဖူးတယ်လို့ပြောမယ်ဆိုရင်တော့နိုင်ငံခြားဆိုတာတွေကတော့အများကြီးရှိတယ်သုံးတဲ့ပုံစံတွေလေ overseas တို့နော် abroad တို့နောက်ထပ်တစ်ဟာရှိပါသေးရဲ့ I've been ဒီမှာကျတော့ရောက်ဖူးတယ် I've been အဲ့တော့ abroad ဒါဆိုလို့ရှိရင်အဲ့တော့နိုင်ငံခြားကိုရောက်ဖူးတယ်ပြောတာနိုင်ငံခြားကိုရောက်ဖူးတယ် abroad ကသူကအမျိုးအစားက abroad ကကျတော့သူကအတစ်ပတ်မျိုးစားဖြစ်တယ်ဒါကြောင့်မလို့ to တွေပါထည့်စရာမလိုဘူးငါဒီနေရာကိုအရင်တော့ကရောက်ဖူးတယ်ဆိုရင်ဒါလေးကို have ကိုသုံးပြတာဖြစ်လို့ဒီကိုရေးပေးတာเนาะ I've been here ဒီမှာ here ဆိုတော့ဒီနေရာကိုပြောတာအရင်တော့ကဖြစ်တဲ့အတွက်ကြောင့်အရင်တော့ကဒီနေရာကိုငါရောက်ဖူးတယ်အရင်တော့ကအဲ့ဒီနေရာကိုငါရောက်ဖူးတယ်ဆိုလို့ရှိရင်လည်းပဲဒီပုံစံပဲ I've been there ဒါဒီလိုမျိုးအဲ့ဒီဘက်အမျိုးစားတွေဖြစ်တယ်ဆိုရင်ဘာမှထူတွေပါလိုက်စရာမလိုဒီတိုင်းလေးပဲထည့်ုံပဲအဲ့တော့ထူတွေပါလိုက်တယ်ဆိုတာကတော့နောက်ကနန်းဆိုတာကတော့အလုံးသိပြီးသားပါပဲတရှိတမဲ့အကုန်လုံးအရာတွေအကုန်လုံးကိုမြင်သမျှအရာအလုံးကိုနန်းလို့ခေါ်တာပဲလေ I'll be there I'll be here အပေါ်ထက်ရောက်ဖူးတယ်အောက်ထက်ရောက်ဖူးတယ်ဟလာနိုင်ငံခြားရောက်ဖူးတယ်ဒီပုံစံတွေသုံးတာဖြစ်တယ်
ဒါကတော့ဒီ have ကိုမှဒါကအကူကရိယာအနေနဲ့သုံးပြတာဒါဆိုရင်နောက်တစ်ခုလေးပေါ့နော်ပြီးပြီပုံစံဒါကတော့ရောက်ဖူးတယ်မရောက်ဖူးနဲ့ပြောပြတာဖြစ်တယ်ပြီးပြီလို့ပြောမယ်ဆိုရင်တော့ပြီးသွားပြီဥမာဆိုကြစို့ထားပါတော့ဒီစာအုပ်ကိုငါဖတ်ပြီးသွားပြီအဲ့တော့ I've လည်းရနော် I have read this book ဒါကတော့နမူနာပြောတာပေါ့ဒီနေရာမှာကိုကြိုက်တာသုံးလို့ရဒီစာအုပ်ကိုဖတ်ပြီးသွားပြီအဲ့တော့ဒီနေရာမှာ main verb ကကျတော့ IED ဖြစ်တယ်ဒါ have နဲ့တွဲတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါတော့ချိန်သွားတယ် read မဟုတ်တော့ read ဒါတော့ဒီနေရာမှာအဲ့ဒီ read ကိုတလုံးနဲ့ရက်တီလို့မရဘူးရှေ့ကနေပြီးတော့ကူညီပေးတယ်ကူညီပေးတာဖြစ်တဲ့အတွက်ကြောင့်ရှေ့က have ကကျတော့အကူကရိယာအနေနဲ့ဖြစ်တယ်အဲ့တော့ I've read this book ဒီစာအုပ်ကိုဖတ်ပြီးပြီဒါဆိုလို့ရှိရင်အဲ့တော့ငါထမင်းချက်ပြီးပြီဆိုရင်လည်းပဲဒီတိုင်းပဲအဲ့တော့ I've ဒါဆိုရင်ချက်တာဆိုလို့ရှိရင်တော့ cooked ဒီမှာ past participle cook rice ဒါထမင်းချက်ပြီးပြီငါအိမ်စာလုပ်ပြီးသွားပြီငါရေချိုးပြီးသွားပြီတခုခုပေါ့ပြီးတာမှန်သမျှအကုန်သုံးလို့ရတယ်ပြီးတာမှန်သမျှကိုမှဘာနဲ့သုံးလို့ရတယ်ဆိုလို့ရှိရင်အဲ့တော့ဒီ have plus ဘာနဲ့လဲဆိုလို့ရှိရင် battery ပေါ့လေတာမန်ပြောမယ်ဆိုရင်တော့ battery ပေါ့ battery လို့လည်းပြောနောက်ကဘာလို့လဲဆိုလို့ရှိရင် past participle လို့လည်းပြောရပါတယ်အတူတူပဲเนาะအဲ့တော့ဒါလေးကပြီးပြီဆိုတဲ့သဘောမျိုးသုံးချင်တယ်ဆိုရင်ဒီပုံစံသုံးတယ်ဒါလေးကရပြီเนาะအဲ့လောက်ဆိုရင်ရပြီဗီဒီယိုဖိုင်ရန်ရှိမှာဆိုလို့နောက်တစ်ဖြတ်မြန်ပြောအောင်မှာထင်တယ်เนาะနောက်ထပ်ဖိုင်လေးတစ်ဖိုင်ထပ်ပြောပေးမယ်